မင်းကလေးတယောက်ဟာတောအုပ်ထဲကိုဖြတ်သွားရင်းဒဏ်ရာရနေတဲ့နဂါးဖြူတစ်ကောင်ကိုတွေးလိုက်ရတယ်။နဂါးရဲ့မာကျောတဲ့အခြေခွန်တွေကြားမှာနက်ရှိုင်းတဲ့ဒဏ်ရာကြီးတစ်ခုရှိနေတာပေါ့။သူမကအဲ့ဒီဒဏ်ရာကိုအသာအရာထိတွေ့လိုက်တဲ့အခါမှာတော့ဒဏ်ရာဟာချက်ချင်းဆိုသလိုပျောက်ကင်းသွားပြီးနဂါးကြီးလည်းပြန်လဲကျန်းမာလာကမတ်တက်ရက်နိုင်သွားခဲ့တယ်။တကယ်တော့ဒီမိန်းကလေးဟာအိမ်မှာဘသူရဲ့လေးစားမှုကိုမှမရရှိခဲ့ပါဘူး။သူမဟာမွေးစားသမီးတစ်ယောက်ဖြစ်ပြီးညီမဖြစ်သူကအချစ်တွေအားလုံးကိုတိမ့်ပိုက်ထားချိန်မှာသူမကတော့အမြဲတမ်းနှိမ်ချစော်ကားတာကိုပဲခံခဲ့ရတယ်။ညီမဖြစ်သူရဲ့အစေခံတစ်ယောက်လိုဆက်ဆံခံရတယ်လို့သူမရဲ့မိခင်ဖြစ်သူနောက်ဆုံးထားရစ်ခဲ့တဲ့အမတ်တရားပစ္စည်းလေးကိုတော့အလူခံခဲ့ရပါတယ်။အဲ့ဒီပစ္စည်းလေးကိုပြန်တောင်းတဲ့အခါမှာတော့ညီမဖြစ်သူကသူမကိုပင်လယ်ထဲတွန်းချလိုက်ပါတော့တယ်။သူမဟာရေနေရင်မျောလင်းချက်တွေကုံဆုံးနေတဲ့အချိန်မှာနက်နဂါးတစ်ကောင်ရုတ်တရက်ပေါ်လာပြီးသူမကိုကယ်တင်ခဲ့တယ်။အဲ့ဒီညမှာပဲသူတို့နှစ်ဦးကြားမှာထူးခြားတဲ့တန်ရောစင်တစ်ခုစတင်ခဲ့ပါတယ်။ဒါပေမဲ့နိုးလာတဲ့အခါမှာတော့သူမဟာမိစ္ဆာဆွမ်းအားတစ်ခုနဲ့ညတာကိုကုံဆုံးခဲ့ရတယ်လို့ထင်ပြီးထိတ်လန့်တုန်လှုပ်ကာထွက်ပြေးခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးရင်းနဲ့သူမရဲ့ဖက်နှက်တစ်ဖက်ကြံရစ်ခဲ့တာကိုတော့သတိမထားမိခဲ့ဘူး။သူမတောထဲမှာကယ်တင်ခဲ့တဲ့နဂါးဟာနတ်ဖျားတစ်ပါးအဖြစ်ကောင်းကင်ဘုံကိုပြန်လည်ရောက်ရှိသွားတဲ့နတ်နဂါးဖြစ်နေမှန်းသူမမသိခဲ့ပါဘူး။ကောင်းကင်ဘုံမှာတော့နတ်မင်းကြီးနဲ့မိဖုရားကြီးတို့ဟာသူတို့ရဲ့သားတော်နတ်နဂါးမင်းသားကကျင်ရဖက်နဲ့တန်ရောစင်တောင်ကျိုးဖြစ်တည်ခဲ့ပြီဆိုတာသိလိုက်ရလို့အတိုင်းမသိဝမ်းသာနေကြတယ်။နဂါးမျိုးနွယ်တွေမှာရင်သွေးရဖို့ဆိုတာနှစ်ပေါင်းထောင်ချီစောက်ရတာဖြစ်လို့ဒီမိန်းကလေးဟာသူတို့အတွက်တော့ကောင်းချီးတစ်ခုပါပဲ။ဒါကြောင့်ကဘာမြေကသူတို့သမီးလောင်းကိုခေါ်ဆောင်ပြီးခန်းနာတဲ့မင်းဂလာပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒီဖက်နှက်နဲ့ကွက်တီဖြစ်တဲ့သူဟာမင်းသားရဲ့ကျင်ရတော်ဖြစ်ရမယ်ဆိုပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ကောင်းကင်ဘုံရဲ့တရက်ဟာကဘာမြေရဲ့တစ်နှစ်နဲ့ညီမျှနေတာကြောင့်အခုဆိုရင်ထိုမိန်းကလေးမှာကိုဝင်ရှိလရှိနေပါပြီ။ကိုဝင်ရှိနေတာကြောင့်သူမဟာနေတိုင်းနှိမ့်ဆက်စော်ကားမှုတွေကိုခံနေရရှာတယ်။နတ်မိဖုရားကြီးကဖက်နှက်ကိုယူဆောင်ပြီးရောက်လာတဲ့အခါမှာတော့ညီမဖြစ်သူကဖက်နှက်ကိုချက်ချင်းမှတ်မိသွားတယ်။ဒီဖက်နှက်ကိုစီးနိုင်သူဟာနဂါးမိဖုရားဖြစ်လာမယ်ဆိုတာသိသွားတဲ့အခါမှာတော့သူမဟာအယမ်းကိုလိုချင်တက်မှတ်လာတယ်။ဒါပေမဲ့သူမရဲ့ခြေထောက်ကဖက်နှက်နဲ့မတော်ခဲ့ဘူး။အဲ့ဒီအချိန်မှာပဲသူမရဲ့မိခင်ဖြစ်သူကသူမကိုကိုတောင်တစ်ခုလည်းခေါ်သွားပြီးဓာတ်တစ်ချောင်းကိုကမ်းပေးလိုက်ပါတော့တဲ့လောဘဇောတက်နေတဲ့ညီမဖြစ်သူဟာဖက်နှက်နဲ့တော်ကျင်ဇောနဲ့ကိုခြေထောက်ကိုဒဏ်ရာရအောင်လုပ်ပြီးနတ်မင်းကြီးတို့ဇနီးမောင်နှံရှိမှမတော်အောင်အတင်းစီးပြခဲ့တယ်။အဲ့ဒီအချိန်မှာပဲတကယ်သူတို့သမီးဖြစ်တဲ့အမဖြစ်သူပေါ်လာပြီးဒီဖက်နှက်ဟာသူမပိုင်တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။နတ်မင်းကြီးတို့ကသူမကိုစမ်းစီကြည့်ဖို့ခွင့်ပြုခါနီးမှာပဲဖခင်ဖြစ်သူကကြားဖြတ်ပြီးဒီသမီးကြီးဟာလူလိမ်လူကောက်မှလေးပါညီမဖြစ်သူကိုမနာလိုလို့လာနောက်ရှက်တာဆိုပြီးမူသားစကားတွေနဲ့ဖုံးကွယ်ခဲ့ပါတယ်။အမှန်တရားပေါ်သွားမှကြောက်နေတဲ့ညီမဖြစ်သူကလည်းတက်တေအဖြစ်နောက်ထပ်ဖက်နှက်တစ်ဖက်ကိုပါထုတ်ပြဖို့အကြက်ကန်ခဲ့ပြန်တယ်။အခြေအနေအရလှည့်စားခံလိုက်ရတဲ့နတ်မင်းကြီးဟာဒေါသထွက်ပြီးတကယ်သူတို့သမီးလေးကိုရိုက်နှက်လိုက်တယ်လို့နတ်မျိုးနွယ်ကိုစော်ကားမှုနဲ့ကောင်းကင်ဘုံမှာအကျဉ်းသားအဖြစ်ဖမ်းဆီးသွားပါတော့တယ်။ကောင်းကင်ဘုံမှာတော့နတ်မိဖုရားတဲ့အတွက်ပြီးသိမ်းမြောက်ဖို့ပြင်ဆင်နေကြပြီပေါ့။နဂါးဖြူမင်းသားဟာမသေးဆေးကိုတွားရောက်ယူဆောင်နေချိန်မှာမိန်းကလေးကိုတော့ပြစ်ဒဏ်ပေးဖို့နတ်စင်မြင့်ပေါ်ကိုခေါ်ဆောင်လာခဲ့ပါတယ်။အတူအယောင်ညီမဖြစ်သူဟာသူမဘိုက်ထဲကကလေးရဲ့အရေးပါမှုကိုသိတာကြောင့်ကလေးကိုပါတက်ပစ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘိုက်ထဲကနဂါးမင်းသားလေးကနိုးထလာခဲ့ပြီးရန်သူတိုက်ခိုက်မှုကိုပြန်လည်ခုခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးနတ်မိသမီးတစ်ပါးကအမှန်တရားကိုမြင်သွားခဲ့တယ်။သူမကနဂါးမင်းသားလေးကိုပွေ့ချီလိုက်တဲ့အချိန်မှာပဲနဂါးဖြူမင်းသားပြန်ရောက်လာပါတဲ့နတ်မိသမီးကအကျဉ်းကျနေတဲ့မိန်းကလေးဟာတကယ်မိဖုရားအစ်စ်ဖြစ်ကြောင်းဖွင့်ပြောလိုက်ပြီးနဂါးမင်းသားကလည်းသူ့ရဲ့နတ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါအဖြစ်မှန်အလုံးကိုသိမြင်သွားပါတော့တယ်။မိမိရဲ့ရင်သွေးလေးကမိခင်ဖြစ်သူကိုနတ်ဖုရားရဲ့ပြစ်ဒဏ်ကနေကာကွယ်ပေးနေတာကိုမြင်လိုက်ရတဲ့နဂါးဖြူမင်းသားဟာဒေါသအမျက်ချောင်းချောင်းထွက်ပြီးသူ့ရဲ့စစ်တပ်နဲ့အတူရောက်ရှိလာပါတယ်။ဘိုက်ထဲကနဂါးမင်းသားလေးကတော့ခုခံရင်းနဲ့အားအင်ကုန်ခန်းနေပါပြီ။အဲ့ဒီအချိန်မှာစိုးညစ်တဲ့ညီမဖြစ်သူကသူမရဲ့မော်ဆွမ်းအားနဲ့ကလေးရဲ့ဝိညာဉ်ကိုဖမ်းချုပ်လိုက်ပြီးဒီကလေးရဲ့ဝိညာဉ်ကိုမဖျက်ဆီးစေခြင်းရင်အနက်ဆုံး6ကဘာတဲကိုခုန်ချလိုက်ဆိုပြီးချင်းချောက်ပါတော့တယ်။မိခင်တယောက်အတွက်တော့ရွေးချယ်စရာလမ်းမရှိပါဘူး။သူမဟာရင်သွေးလေးကိုကယ်တင်ဖို့အတွက်နတ်ဖုရားတွေစုံညီတက်နေတဲ့ရှေးမောက်မှာတင်6ထဲကိုခုန်ချလိုက်ပါတော့တယ်။